မင်္ဂလာပါဒီမှာကြည့်ကြည့်ပေါ့နော်ဘလောက်လေးစားကုန်ယူဖို့ကောင်းလဲပေါ့နော်ဒီရေခဲကြောင်းရောက်နေတဲ့သူဟာနော်ဒီရေခဲကြောင်းရောက်နေတဲ့သူဟာသူမချမ်းသာပါဘူးပေါ့နော်သူမချမ်းသာပါဘူး1000ဘိုးလောက်ရင်းမှ9000 6000လောက်အမြတ်ငွေလေးရတဲ့သူတယောက်ပေါ့နော်ကြည့်ကြည့်နော်တကယ်ကိုယ့်ရဲ့မြန်မာနိုင်ငံမှာအခက်အခဲတစ်စုံတစ်ရာတစ်ခုခုနဲ့ကြုံတွေ့လာရတဲ့အခါမှာသူဘယ်နေရာကနိုင်တယ်လဲသူနိုင်တဲ့နေရာကနေကူညီပေးဖို့တို့တွေဒါစဉ်းစားပေးတယ်ပေါ့နော်အရန်ကိုမှနှလုံးသားလှတဲ့လူသားတစ်ယောက်ပါအခုဆိုလို့ရှိရင်ဒုက္ခရောက်နေတဲ့သူတွေအတွက်ဒီမှာကယ်ဆယ်ရေးသမားတွေအလူရှင်တွေပေါ့နော်လာပြီးတော့ကူညီပံ့ပိုးပေးတဲ့လူဒန်းပေးတဲ့လူတွေဒီကားတွေကိုသူရောင်းနေတဲ့ရေခဲချောင်းတွေကိုဒါလှူဒန်းပေးနေတာပေါ့နော်ပူပြင်းတဲ့ຢာတွေလည်းဖြစ်တယ်ဆိုတော့သူ့ရဲ့ရေခဲချောင်းလေးစားပြီးအေးမြဖို့အတွက်သူဟာစေတနာတန်တန်နဲ့သူကူညီတာပေါ့နော်ဒီမှာကြည့်ကြည့်ဘလောက်လေးစားဖို့ကောင်းလဲပေါ့နော်ငလျင်ဘေးဒုက္ခတွေရောက်ခါကြမှာအခန်းဈေးတွေတင်ပြီးတော့ငားကျင်တဲ့သူတွေဈေးကုန်ဈေးနှုန်းတွေတင်ရောင်းကျင်တဲ့သူတွေဒီဗီဒီယိုဖိုင်လေးကိုကြည့်သွားပါလို့ပြော